ကျမတို့မူကြပါစားခင်ဗျာကျွန်တော်ဒီနေ့တော့တောင်ရထမင်းတုပ်လေးလှုပ်ရှားပေးခဲ့ပါတယ်တောင်ရထမင်းတုပ်ဆိုတာကတော့ထူထူမဟုတ်ပဲတောင်ရဝင်ချိန်မှာထမင်းကြိုင်တွေအားလုံးပေါင်းတုပ်တဲ့နည်းလေးဖြစ်ပါတယ်ဒါတော့ဆန်လုံးညိုဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကတော့ဆန်နဲ့လို့ခေါ်ကြပါတယ်ကျမကြီးဆန်တစ်မျိုးဖြစ်ပြီးစီးကြိုသမားတွေအတွက်အထူးတင်တော်ပါတယ်ဒီနေ့ထက်ခတ်စေးကြောပြီးထမင်းကိုတည်ဖို့ပြင်ဆင်ပါမယ်ဒီနေ့ထမင်းတုပ်ကိုတော့အိမ်ချက်ကထုတ်တယ်အသင့်စားထမင်းတုပ်အနှစ်ထုတ်လို့အသုံးပြုထားပါတယ်သူနဲ့တွဲစားဖို့ကတော့အိမ်ချက်ကပဲထုတ်တယ်မယန်းလေးငပိကြော်လေးဖြစ်ပါတယ်အိမ်ချက်ကအချိုမုံတာရှိကန်စေဝါဓာတုဆိုစီများမပါရှိပဲ FDA ဟာလာ HACCP ISO လက်မှတ်များရရှိပြီးဖြစ်ပါတယ်တူရကီနိုင်ငံမှာထုတ်လုပ်တဲ့နေကြစီစစ်ကိုသာအသုံးပြုချက်ပြုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ယုံကြည်စိတ်ချစွာစားသုံးနိုင်ပါတယ်မင်းနဲ့ထားတော့မှထမင်းတုပ်တဲ့ထည့်ချင်တာလေးပြင်ဆင်ပါမယ်ကျွန်တော်ကတော့အစင်လေးရှိရဲ့ပဲပြားနဲ့ဒိုဟုကိုကြော်ပြီးထည့်ထားပါတယ်အင်းပေါင်းစုံပေါင်းတုပ်ကြတဲ့တောင်ရထမင်းတုပ်ကိုအခြေခံပြီးလက်တကမ်းမှာရှိတဲ့အရာတွေကိုပဲထည့်ထားပါတယ်ပဲဘုတ်ကြိုက်တဲ့ကျွန်တော်အတွက်ကတော့ပဲဘုတ်ကလည်းမပါမဖြစ်ပါပဲပြေခေါလခါရွက်ပြုတ်လေးနဲ့ထည့်ထားပါတယ်အလုံးစင်နေဖြစ်ပြီဆိုတော့ထမင်းစားတုပ်ပါမယ်ထမင်းပူပူမှာခေါလခါရွက်ပြုတ်နဲ့ပဲပြားတိုးဟူးတို့ကိုညှက်ထည့်ပါတယ်ပဲဘုံမုံနဲ့စားနေငယ်ထဲကအိမ်ချက်ကထုတ်တဲ့အသင်စားထမင်းတုပ်အနှစ်ထုတ်လေးဖောက်ထည့်လိုက်ပါတယ်ဒီနေ့ထုတ်မှာကပစုံကြောက်ပဲကျက်မုံနေကြစီမြေပဲငံပြာရည်ကြက်သွန်ဖြူကြက်သွန်နီအယောင်တင်မုံငရုတ်သီးလော်မုံတို့ပါဝင်ပြီးတခြားကျန်တာထက်စရာမလိုလောက်အောင်စားကောင်းပါတယ်သမင်းကြီးပဲကိုဒီနေ့ထုတ်လေးနဲ့နယ်ကလွယ်ကူစွာစားသုံးနိုင်တယ်လို့ခောက်ဆွဲကြာစံမုံဖက်အသီးရွက်များနဲ့လည်းတုပ်စားနိုင်ပါတယ်အင်ဂျင်မြန်ငပိကျော်ကမယန်းတီကိုအစစ်စစ်စေကြောတန်းစင်ကရှင်နွေးနဲ့ပြုတ်ပြီးတန်းစင်ပြီးရေချိုပစွန်ကြောင်းငပိအကောင်းစားငံပြာရည်ငရုတ်တီခွဲချံငရုတ်တီစိမ့်များဖြင့်ချုပ်ချင်းငံဆက်အရသာရရှိအောင်ပြင်ဆင်ကြော်လော်ထားပါတယ်ဆုံးလေးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့စောဟိုင်းစေးပါအိမ်မှာချက်ချက်အိမ်ချက်လိုက်တာအိမ်ချက်